Amba Bali tidak sama Bapia. ဒီအမ်ဘပါလီပြည်စား Terima Pia. ဖြည့်ပြောင်းမလား Jangan Bapia. ဖြည့်မှတ်ထားပေးပါဒီအမ်ဘပါလီ လူချင်းငွေချက်320တဲ့မေခွန်းရဲ့အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာမင်းသားတွေလက်ဖြားခါရတဲ့အမျိုးသမီးတဲ့အခုဒွါရသမအကြိမ်မြောက်သုဒ္ဓဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာရန်ကုန်ကမအီကြာဖြူသမီးလေးကနေပြီးတော့320တန်မေကွန်းကိုအောင်မြင်ဖြည့်ဆို့သွားနိုင်တဲ့အတွက်ဘုံဘုံတို့အနေနဲ့ congratulation ပါရန်ကုန်ယူပါတယ်အဲ့ဒီ320တန်မေကွန်းကဗာလဲလို့ဆိုတော့ဒီယဟန်တော်တွေကိလေသာစိတ်တွေကိုညှို့သိမ့်နေအောင်မြတ်စွာဘုရားကတတိပေးတာဘယ်အမျိုးသမီးကြောင့်ပါလဲလို့မေးတယ်မေးခွန်းဖြစ်ပါတယ်အဲ့ဒီအမျိုးသမီးကအမ်ဘပါလီအမျိုးသမီးပြည်တစားမှာဖြစ်ပါတယ်ဒီမေးခွန်းလေးတဲကအမျိုးသမီးရဲ့အကြောင်းကိုလည်းပဲအားလုံးသိကျင်ကြမှာဖြစ်ပါတယ်ဒါကြောင့်ဘုံဘုံကဓမ္မမိတ်ဆွေတို့ကိုပြန်လဲပြီးတော့မျှဝေတာဖြစ်ပါတယ်ပြန်လဲပြီးတော့မှဟောပြပေးတာဖြစ်ပါတယ်မြတ်စွာဘုရားနာတိကရွာမှာတည်င်းသုံးပြီးတော့အာနန္ဒာရေးတဲ့ငါတို့တွေဝေဒလီပြည်ကိုကြွကြအောင်စို့လို့မိန့်တော်မူပါတယ်။ရှင်အာနန္ဒာကလည်းမြတ်စွာဘုရားအရှင်ဘုရားအမိန့်ရှိတော်မူတဲ့အတိုင်းကြွချီတော်မူပါဗျာလို့မြတ်စွာဘုရားနဲ့နောက်ပါတန်ဃာတော်များစွာခြံရံပြီးတော့ဝေဒလီပြည်ကိုကြွတော်မူပါတယ်။ဝေဒလီပြည်ကအမ်ဘပါလီအမျိုးသမီးတရဲ့ဥယျာဉ်ထဲမှာကြွရောက်ပြီးတော့မှတည်င်းသုံးနေကြတာဖြစ်ပါတယ်အဲ့ဒီအာမပါလီလူထားတဲ့တရဲ့ဥယျာဉ်ထဲမှာတည်င်းသုံးတာဆိုတော့အာမပါလီပြည်တစားမှာကတော့တေချာဘောက်ကိုမြတ်စွာဘုရားကိုလာဖူးမှာဖြစ်ပါတယ်မြတ်စွာဘုရားရဲ့နောက်မှာပါလာတဲ့900သောယဟန်ငယ်တွေဟာပြုံမြင့်နှုနယ်လာမျိုးကျွယ်တဲ့အရွယ်လေးတွေဖြစ်ပါတယ်လူပြောမယ်ဆိုရင်တော့စိတ်ကစားတတ်တဲ့အရွယ်လေးတွေပေါ့မြတ်စွာဘုရားကလည်းသိပြီးတော့စိတ်မချလာဘူးစိတ်မချတဲ့အတွက်အမ်ဘပါလီအမျိုးသမီးလာမယ်ဆိုရင်ဒီဟန်းတွေတုံလုံး6ချားမှဆိုလို့သတိပေးတဲ့စကားလေးပါ။ဘာဖြစ်လို့ဒီအမ်ဘပါလီအမျိုးသမီးနဲ့ပြည်တစားမနဲ့ပတ်သက်ပြီးတော့သတိပေးရတာလဲလို့ဆိုရင်အမ်ဘပါလီဆိုတာပြည်တန်ဆာမဆိုတဲ့အတိတ်တွေကဟောဒီတပြည်လုံးကိုတန်ဆာဆင်ထားတဲ့အမျိုးသမီးအခုခေတ်စကားနဲ့နားလည်အောင်ပြောရမယ်ဆိုရင်တရဖူပိုင်ရှင်အလမယ်ဖြစ်ပါတယ်။ဒီအလမယ်လာမှာဆိုတော့ဒီယဟန်ငယ်တွေစိတ်ကိုမထိမ့်သိမ့်နိုင်တဲ့ယဟန်ငယ်တွေစိတ်နှလုံးတွေမတမယာတုံလို့6ချားမှာဆိုလို့မြတ်စွာဘုရားကတတိပေးတာဖြစ်ပါတယ်။အဲဒီမှာမြတ်စွာဘုရားကယဟန်တို့တဲ့အစစအရာရာတတိနဲ့နေကြပါလို့ငါဘုရားမင်းတို့ကိုဆုံးမဩဝါဒပေးတော်မူတယ်။ယဟန်တို့တဲ့ဒီယုတ်ခန္ဓာကြီးနဲ့ပတ်သက်လို့ဆွဲလန်းခြင်းတတ်မဲ့ခြင်းဆွဲလန်းတတ်မဲ့တဲ့အခါမှာလူကျင်မှုကိုမရတော့စိတ်နှလုံးမသားမယာဖြစ်ခြင်းဆိုတဲ့ဒီစိတ်တွေကိုလည်းပဲပယ်ဖြောက်ရမယ်ဝေဒနာဆိုတဲ့ခံစားမှုကိုအကြောင်းပြုပြီးတော့မှလိုချင်မှုတွေတတ်မဲ့မှုတွေဖြစ်လိမ့်မယ်လိုချင်တယ်လို့တတ်မဲ့တယ်လို့မရတဲ့အခါမှာစိတ်နှလုံးမသားမယာဖြစ်လိမ့်မယ်အဲ့လိုစိတ်နှလုံးမသားမယာဖြစ်တဲ့စိတ်မျိုးတွေကိုလည်းပဲချက်သားတို့ပယ်ဖြောက်ပြီးတော့မှနေရမယ်စသဖြင့်မြတ်စွာဘုရားကဩဝါဒပေးပါတယ်နောက်ပြီးတော့ယဟန်တို့တဲ့အစားရမှာလည်းမမေ့နဲ့သွားရမှာလည်းမမေ့နဲ့အနိုင်ရမှာလည်းမမေ့နဲ့ထိရတွေ့ရတိရတို့မှာလည်းမမေ့လိုက်ကြပါနဲ့မေ့တတ်တဲ့ဝါဒနာကိုတနေ့မကြာသတိထုံရစ်ကြပါပြီကုန်တော့ရှေ့ကိုသွားတဲ့ခါမှာလည်းမမေ့နဲ့နောက်ကိုဆုတ်တဲ့ခါမှာလည်းမမေ့နဲ့ဘေးကိုပဲကြည့်တစောင်းပဲကြည့်ဘလို့ပဲကြည့်မြင်တဲ့ကြားတဲ့ကြည့်တဲ့လျောင်းတဲ့နောက်ဆုံးကျင်ကြီးကျင်ငယ်သွားတဲ့ခါမှာကအစတတိရှိကြပါတတိနဲ့နေကြပါလို့မြတ်စွာဘုရားကဆုံးမဩဝါဒတွေပေးတော်မူပါတယ်။ဘာဖြစ်လို့ဆုံးမဩဝါဒပေးတော်မူတာလဲလို့ဆိုရင်အမ်ဘပါလီပြည်တစားမအလှမယ်ကိုမြင်သွားမယ်ဆိုရင်ဒီဟန်းငယ်ဒီစိတ်နှလုံးသားတွေတုံးလုံး6ချပြီးတော့နှလုံးမသားမယာဖြစ်မှာဆိုလို့မြတ်စွာဘုရားကတတိပေးဩဝါဒစကားပေးတာဖြစ်ပါတယ်။နောက်ရက်မှာအမ်ဘပါလီအမျိုးသမီးဟာမြတ်စွာဘုရားရှိတဲ့
တရဥယျာဉ်တွေကိုရောက်ရှိလာပါတယ်မြတ်စွာဘုရားကိုဝတ်ပြုပြီးတော့မြတ်စွာဘုရားကလည်းပဲဒီအာမပါဠိပြည့်တစားမကိုတရားတွေဟောတယ်ပြောတယ်မြတ်စွာဘုရားတဲ့တပည့်တော်မြတ်စွာဘုရားနဲ့တန်ဃာတော်ရှင်သူမြတ်တွေကိုတပည့်တော်မှဆွမ်းလူခြင်းပါတယ်ဖေဟာလို့လျှောက်ပါတယ်အာမပါဠိအမျိုးသမီးကလည်းမြတ်စွာဘုရားရှိကိုလာတဲ့အခါမှာကောင်းပြီဆိုတဲ့ရင်ရထားတွေနဲ့လာတာဖြစ်ပါတယ်မြတ်စွာဘုရားကိုရှောက်ပြီးတော့မြတ်စွာဘုရားရှိကနေအပြန်လမ်းမှာလိတ်ဇဝီမင်းနေနဲ့တွေ့ပါတယ်လိတ်ဇဝီမင်းသားငယ်တွေအစီသူတို့ကလည်းမြတ်စွာဘုရားဝေတလီပြည်ကိုကြွလာတာဆိုတော့ဘုရားပုမယ်ဆိုပြီးသူတို့လည်းတကယ်ရင်ရထားအကောင်းစားတွေနဲ့မြတ်စွာဘုရားရှိကိုလာတာဖြစ်ပါတယ်လမ်းမှာစုံကြတော့အာမပါဠိပြည့်စုံမကမတိမတာလေးပေါ့ယထာရင်နဲ့ပို့ရှက်ကလေးတိုက်မိလိုက်တယ်အဲ့တော့ဟိုဘက်ကဝေတာလီမင်းသားတွေကမေးတာပေါ့ဟာအမျိုးသမီးခမည်းရင်ကိုဘလို့မောင်းတာတော့ဗျကျုပ်တို့ရင်ကိုထိကုန်ပြီအေးပါကွယ်ငါပြောပြစရာလေးရှိလို့ပါပြောမယ်ဆိုရင်လည်းမြန်မြန်ပြောပြတဲ့ကျွန်တော်တို့ကဖျားဖူးရအောင်ပါတဲ့အေးပါကွယ်ငါလည်းဖျားဖူးပြီးတော့ပြန်လာတာပါငါပြောချင်တာကငါမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုဆွန့်ပင်ပြီးတော့ကတ်မယ်လို့ငါပြောထားခဲ့ပြီးလျှောက်ထားခဲ့ပြီးပြီလို့လိတ်ဇဝီမင်းတွေကိုဝမ်းမြောက်ဝမ်းသာနဲ့ပြောပါတယ်လိတ်ဇဝီမင်းသားတွေကဟာအာမပါဠိညခုလိုမြတ်စွာဘုရားကိုဆွန့်ကတ်မယ်လို့လျှောက်ခဲ့လို့မြတ်စွာဘုရားခွင့်ပြုခဲ့တဲ့အခွင့်အရေးကိုငါတို့ကိုအတပြာတသိန်းနဲ့ရောင်းပါလားလို့လိတ်ဇဝီတွေကကမ်းလှမ်းပါတယ်အာမပါဠိအမျိုးသမီးကဘာပြန်ပြောတော့ဆိုတော့မင်းသားတို့တဲ့ရှင်တို့ဟာနဲ့ရှင်တို့ကျမကိုရှင်တို့တိုင်းခရိုင်နေပဲပြီးတပြည်လုံးကိုပဲကျမကိုပုံပြီးတော့ပြီးကျမအခုလိုမြတ်စွာဘုရားခွင့်ပေးခဲ့တဲ့ဆုံးကခွင့်ကိုတော့ကျမလုံးဝမပေးနိုင်ဘူးဆိုပြီးပြတ်သားညင်းဆိုပါတယ်အဲ့ဒီတော့မှလိတ်ဇဝီမင်းသားတွေကဟာငါတို့ကတော့အမျိုးသမီးကိုရှုံးပြီးအမျိုးသမီးတွေတရားတရားကိုငါတို့တွေရှုံးပြီးဆိုပြီးတော့လက်ဖြားခါတယ်တဲ့နော်ဒါနဲ့မြတ်စွာဘုရားရှိကိုသွားပူကြတာပေါ့မြတ်စွာဘုရားရှိရောက်တော့မြတ်စွာဘုရားရဲ့တရားတော်ကိုနာလိတ်ဇဝီမင်းသားတွေဝတ်လာတဲ့အဝတ်စားတွေကအညူအောင်တွေကြီးပဲတဲ့အဝတ်တန်စားတွေကလည်းပဲအညူအောင်တွေကြီးပဲတချို့ကလည်းပဲအဝါရောင်အဝတ်တစားတွေဆင်မြန်းထားရတယ်တော်တော်ကိုချောတော်တော်ကိုလာတယ်လို့ပြောတယ်အဲ့မှာမြတ်စွာဘုရားကယဟန်တွေကိုပြောတယ်ယဟန်တို့တဲ့မင်းတို့တွေတာဝရိဏနတ်ပြည်ကနတ်သားတွေကိုမမြင်ဘူးရင်သူတို့ကိုကြည့်တဲ့အတူတူပဲလို့အဲ့ဒီမှာပြောပါချောတယ်ပေါ့နော်အဲ့ဒီချောမောလပ်ပါတဲ့မင်းသားတွေကမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတပည့်တော်တို့ကိုဆုံးကခွင့်ပေးပါဗျာလို့လျှောက်တော့မြတ်စွာဘုရားကကဲမင်းသားတို့ရေတဲ့ခဏနေကပဲအာမပါဠိပြည့်တစားမကတို့လျှောက်သွားပြီးပြီပြောသွားပြီးပြီအဲ့ဒါမရတော့ဘူးသူ့ကိုပဲခွင့်ပေးလိုက်ပြီတော့မြတ်စွာဘုရားကအမိန့်တော်မူပါတယ်အဲ့တော့မှဒုတိယတစ်ခါဟာငါတို့ကတော့ကွာတရားကောင်းတဲ့အမျိုးသမီးကိုငါတို့တွေရှုံးပြီလို့လက်ဖြားခါပြန်ကြတယ်တဲ့ဒါလေးကလည်းစိတ်ဝင်စားစရာလေးပေါ့နော်ဒါအာမပါဠိရဲ့တရားလက်ဇဝီတို့ရဲ့ချစ်စရာတရားလေးတွေပဲဖြစ်ပါတယ်ဒီအားလုံးပဲဘုံဘုံကဘုသူတအနေနဲ့ပြန်လည်ပြီးတော့မျှဝေတာဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ